STIC စာမေးပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကောလိပ်အဆင့်သတ်မှတ်ချက်စာမေးပွဲမှာအထွေထွေဘူးတူတာနဲ့အမေရိကမှာဘွဲ့ယူနိုင်ဖို့လိုအပ်တဲ့မေးခွန်းတွေကိုမေးပြီးစစ်ဆေးတဲ့စာမေးပွဲမှာတော့ကြီးကြပ်သူတွေကအကြီးအကျယ်စာခိုးချမှုကိုတွေ့ရှိပြီးအာရှနိုင်ငံအမြောက်အများမှာအဖြေတွေပေါက်ကြားခဲ့ပါတယ်။ခန့်နဲ့ကောင်းမလေးတယောက်ရှိနေပြီးထိုမိန်းကလေးကအရှိမချထားတဲ့ဖုန်းကိုဒါကငါရဲ့ဖုန်းမဟုတ်ဘူးလို့ညင်းဆိုနေပြီးတော့သူ့ရဲ့နာမည်ကယင်ဖြစ်ကကရင်တီတဝီပညာကျောင်းရဲ့12တန်းမှာတက်နေပါတယ်လို့သူ့ရှိမထိုင်နေသူကိုပြောနေပါတယ်။ မစ်ရင်ရဒါနီတဲ့ဆိုတဲ့နာမည်နဲ့အောင်လက်မှတ်တွေကိုထုတ်ကြည့်နေတဲ့ကျောင်းအုပ်တယောက်ကသူ့ရှိမှထိုင်နေတဲ့လူကြီးရဲ့ပြောကြားချက်အရသူ့ရဲ့သမီးကတဒန်းကနေ9တန်းအထိအဆင့် A တွေပဲရခဲ့ပြီးတိုင်းအဆင့်တင်ချာဆောင်မေးပွဲမှာလည်းပထမရကစကလုံးဗဟေရီပြိုင်ပွဲမှာလည်းနိုင်ငံချန်ပီယံပါလို့ကျောင်းအုပ်ကြီးကိုပြောနေပါတယ်။ပြီးရင်ကျောင်းမှာဆူရခဲ့တာတွေကိုထုတ်ပြနေချိန်ကျောင်းအုပ်ကြီးကဒီလောက်တော်နေတဲ့ကလေးမလေးကိုသူတို့ကျောင်းကလက်ခံပြီးထိုကလေးမလေးကိုလည်းမင်းဒီမှာစာသင်ချင်စိတ်ရှိလာလို့မေးလိုက်ပါတယ်။ကလေးမလေးကလည်းဒီမှာသင်ချင်စိတ်ရှိပေမဲ့သူ့ရဲ့ကျောင်းဟောင်းကပို့ပြီးတော့တင့်တော်တယ်လို့ပြောကသူ့ရဲ့အဖေကသူတက်ခဲ့တဲ့ကျောင်းမှာကျောင်းဆရာတယောက်ဖြစ်ပြီးမနက်ပိုင်းဆိုအဖေဖြစ်သူနဲ့ကျောင်းကိုအတူတူသွားလို့ရတာကြောင့်ဒီမှာကျောင်းတက်ရင်လမ်းစရိတ်အတွက်ဆိုင်ကယ်တက်စီအတွက်တစ်နှစ်ကိုဘတ်16000လောက်ကုန်မယ်လို့ပြောပါတယ်။ပြီးရင်နေ့လည်စာဖိုးနဲ့ကျောင်းယူနီဖောင်းဖိုးပစ္စည်းတွေပေါင်းလိုက်ရင်စုစုပေါင်း3သိန်းခွဲလောက်ကျသွားနိုင်ကြောင်းတွက်ပြကမကိုက်ဘူးလို့ပြောပါတယ်။ဒါကိုမျက်နှာပြတ်သွားတဲ့အဖေဖြစ်သူကသူ့ရဲ့သမီးကတင်ချပြိုင်ပွဲရဲ့ရွှေတွေစိတ်ပါလို့ပြောချိန်ကျောင်းအုပ်ကြီးကထိုကလေးမလေးအတွက်ကျောင်းစရိတ်နဲ့စားတောက်စရာစာတင်စရိတ်နဲ့နေ့လည်စာစရိတ်တွေကိုပါစကောလာရှစ်ပေးလိုက်ပါတယ်။ကျောင်းဝင်ခွင့်ပြုစာရက်မှာလင်လို့လက်မှတ်ထိုးပြီး10တန်းအတွက်ကျောင်းသားကတ်တက်ပုံရိုက်နေတဲ့အချိန်မိန်းကလေးတယောက်ကသူ့စီပြေးလာပြီးဒီတက်ပုံက3နှစ်တောင်အသုံးပြရမှာဖြစ်တဲ့အတွက်ကြောင့်အပုံကိုတတိချာလှလှလေးရိုက်ဖို့အတွက်ပြင်ဆင်ပေးခဲ့ကသူ့ရဲ့နာမည်ကိုလည်း Grace လို့မိတ်ဆက်ပေးပြီးနှစ်ယောက်သားရင်းနှီးခဲ့ကြပါတယ်အခန်းတစ်ခုထဲမှာတော့ Grace ကလင်းဖြစ်သူနဲ့သူကကျောင်းသားကတ်ရက်မှု3နှစ်လုံးအတူတိုင်ခဲ့တာဖြစ်ပြီးအခင်ဆုံးတငယ်ချင်းတွေပါလို့သူ့ရှိကလူကိုပြောပြနေပါတယ်စာကြည့်တဲ့အခန်းထဲမှာ Grace ကလင်းကိုကျောင်းအုပ်ကြီးက GPA 3.25 ရာမှကျောင်းပြဇာတ်ကောက်ပွဲမှာပါရမယ်လို့ပြောပြနေပါတယ်ပြီးတော့ငါကပြဇာတ်မကနိုင်လောက်အောင်တုံးနေတာလားလို့ပြောနေချိန်လင်းကတရုတ်ဆောင်တာကစာချက်ထားတဲ့ပူခတ်တယ်လို့နှစ်သိမ့်ပေးနေပါတယ်ဂရစ်ကမစ္စတာဆိုဖွန်ဆိုသူရဲ့စာအုပ်နဲ့လေ့ကျင့်နေတာဖြစ်ပြီးအခုထိဘာမှမဖြစ်ထင်ဘူးလို့ပြောနေတဲ့အချိန်လင်းကစာအုပ်ထဲကပုတ်စာရဲ့အဖြေကစီဆိုပြီးတော့ပြောလိုက်ပါတယ်ဒါကိုအံ့ဩသွားတဲ့ Grace ကတတိချာလေးရှင်းပြလိုက်တော့ Grace ကအထင်ကြီးသွားပြီးသူ့ကိုလည်းတပည့်တယောက်အနေနဲ့သဘောထားပြီးစာသင်ပေးဖို့တောင်းဆိုလိုက်တာကိုလင်းကလက်ခံလိုက်ပါတယ်။စာမေးပွဲဖြေခန်းထဲမှာတော့လင်းက Grace ရဲ့အနောက်မှာထိုင်နေရပြီးအခန်းဆောက်တဲ့ဆရာကမိကွန်းစာရွက်တွေကိုအနောက်ကလူတွေစီလက်ဆင့်ကမ်းခိုင်းနေပါတယ်။စာမေးပွဲဖြေတဲ့အချိန်မှာတော့လင်းဟာမိကွန်းစာရွက်တွေကပုတ်စာတွေကိုတေချာကြည့်လိုက်တော့မစ္စတာဆိုဖွန်ရဲ့စာအုပ်ထဲကမိကွန်းတွေနဲ့တစ်ထက်တည်းတူနေတာကိုသတိထားမိသွားပါတယ်။ဒါကြောင့်လင်းကအနာကတခြားကျောင်းသားတွေကိုလှည့်ကြည့်လိုက်တော့တခြားကျောင်းသားတွေကလည်းခေါင်းကုတ်နေကြပြီး Grace ကိုလည်းဒီမေကွန်းတွေကမစ္စတာဆိုဖွန်ရဲ့စာအုပ်တွေကမေကွန်းတွေဖြစ်ပြီးရလာမီတော့မရဘူးလို့ပြန်ဖြေပါတယ်တီတိုပြောနေကြတာကိုအခန်းဆောက်တဲ့ဆရာကကြားသွားတော့နေရန်ကိုဘောဖြတ်နဲ့ကောက်ပေါက်ကဘသူတွေစကားပြောနေကြတာလဲဆောင်းပွဲဖြစ်ရင်မမေးနဲ့မခိုးချနဲ့ဆိုကចောင်းသားတွေကိုတတိပေးလိုက်ပါတယ်ဒါကြောင့်လင်းကပု္ပ္ပစာတွေကိုအမြန်တွက်အဖြေကိုဖြေပြီးတော့သူ့ရဲ့ခဲသားဘောပင်ကိုဘောပင်အဖြစ်ပြောင်းကခဲဖြတ်ထဲမှာအဖြေတွေရဲ့နံပါတ်ကိုချရေးပြီး Grace ကိုလှမ်းပြလိုက်ပါတယ်ပြီးတော့ဖနက်တွေကိုခဲဖြတ်ထက်က Grace ကိုရွှေ့ပေးလိုက်ခြင်းအခန်းဆောက်တဲ့ဆရာဖြစ်သူကထလာပါတယ်အခန်းဆောက်ဆရာပြန်သွားခြင်း Grace ကသူ့ရဲ့ဖနက်ကိုချွတ်ကလင်းဘက်ကိုထုတ်ပေးလိုက်ခြင်းဖနက်ကလင်းကိုကြော်ပြီးအလဲဘက်ကိုရောက်သွားပါတယ်အခန်းဆောက်ဆရာကလည်းသူ့နေရာမှာပြန်ထားတော့မဲ့အချိန်လင်းကသူ့ရဲ့အဖြေစာရွက်တွေကိုအမြန်သိမ်းကဖနက်ကိုအမြန်စီးလိုက်ပြီးဆရာဖြစ်သူတန်ရှောက်သွားကစာရွက်ကိုအပ်လိုက်ပါတယ်လင်းစာရွက်အပ်နေချိန် Grace ကလည်းဖနက်ထဲကခဲပြက်ကိုထုတ်ယူကအဖြေနံပါတ်တွေကိုကြည့်ပြီးလင်းကိုအရန်ချစ်ကြောင်အမူအရာနဲ့ပြောလိုက်ပါတယ်အဖြေထွက်လာတော့ကျောင်းသား report ကတ်ထဲမှာ Grace က3.8ခုရခဲ့တာကြောင့်ကျောင်းပြဆက်ထဲမှာကရမှာဖြစ်တဲ့အတွက်မို့အရန်ပြော့နေကလင်းကိုနေဘလောက်ရလဲမေးကြည့်လိုက်တော့4ရတယ်လို့ပြန်ပြောခဲ့ပါတယ်တကယ်တော့လင်းကသူ့တငယ်ချင်းအတွက်ပြဆက်ကားလို့ရမယ့်အမှတ်ကိုသာနည်းနည်းကြော်အောင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ Grace ကလည်းပျော်သွားတဲ့အတွက်ကြောင့်လင်းကိုမနှက်ဖြန့်ကြရင်ပါတီပွဲတစ်ခုလို့ရအောင်လို့ပြောကသူ့ရဲ့ချစ်သူပတ်ရဲ့အိမ်မှာလို့ဆိုပါတယ်။ပတ်စီကိုရောက်လာတော့ရေအတူတူကူးနေကြပြီးပတ်ရဲ့မိသားစုဟာချမ်းသာတဲ့မျိုးရိုးကဖြစ်က Grace လင်းတို့နဲ့လည်းတခန်းနဲ့ဖြစ်ပါတယ်။ပတ်ကလင်းကို Grace ကနင့်ရဲ့အကြောင်းနဲ့အမြဲပြောလို့ရှိပြီးငါလည်းနင့်လိုတငယ်ချင်းတယောက်လိုချင်ကြောင်းပြောပါတယ်။ဘာလို့လဲဆိုရင်ဆောင်းပွဲမှာတုန်းကလင်းက Grace ကိုခဲပြက်ပေးပြီးအဖြေတွေပြောပြခဲ့တာကိုသိရှိခဲ့ရပြီးGrace ကလည်းသူ့ရဲ့ကောင်လေးဖြစ်သူပတ်ကိုအကြောင်းပြောပြခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ပတ်အနေနဲ့ဆောင်းပွဲအောင်ရင်သူ့အဖေကသူ့ကိုအကားတစ်တစီဝယ်ပေးမှဖြစ်တာကြောင့်တဘာသာကို3000ပေးမယ်လို့ပြောပါတယ်။ဒါကတယောက်စာပဲဖြစ်ပြီးနောက်ထပ်သူ့တငယ်ချင်းလည်း9ယောက်ရှိသေးတယ်လို့ပြောကဘာသာ73ဘာသာအတွက်6ယောက်စလုံးပေါင်းလိုက်ရင်ဘတ်2,340,000တောင်ရမှာဖြစ်ပါတယ်။ဒီငွေပမာဏဟာကျောင်းကိုပေးရတဲ့လက်ဖက်ရည်ဘူးလောက်ပဲရှိတယ်လို့ပြောတော့လင်းကငါကစကောလာရှစ်နဲ့ကျောင်းတက်တာဖြစ်လို့မပေးရဘူးလို့ပြောပါတယ်။ဒါကြောင့်ပတ်ဟာစကောလာရှစ်ဆိုတာတတ်ဖြစ်ပြီးထက်ဆောင်အနေနဲ့ကျောင်း
ကိုပေးရတဲ့ငွေရှိတယ်လို့ပြောက Grace ကလည်းဘတ်၄သိန်းလောက်ပေးထားရတယ်လို့ပြောပါတယ်ဒါကြောင့်လင်းကသူ့အဖေသိမ်းထားတဲ့စာရွက်စာတမ်းတွေကိုခိုးပြီးထုတ်ကြည့်လိုက်တော့ကျောင်းဝင်ချင်းအနေနဲ့ဘတ်2သိန်းပေးထားရတယ်ဆိုတာကိုသိရှိသွားပါတယ်လင်းကဝန်နဲ့နဲ့စန်းနေရတီးနေချိန်အဖေရောက်လာပြီးငါကဒီစန်းနေရကိုကားအစ်စ်ဝယ်ဖို့ရောင်းတော့မှဖြစ်ပြီးအိမ်မှာရှိနေရင်လည်းနင်ကတိတ်မတီးဖြစ်ဘူးလို့ပြောပါတယ်သမီးကိုဘာလို့ကျောင်းအစ်စ်ကိုပြောင်းခိုင်းတာလဲမီတော့ကျောင်းအစ်စ်ကနိုင်ငံခြားပညာရေးသင်ဆုရတယ်လို့ပြောကနင့်ကိုလည်းအဲ့လိုအခွင့်အရေးတွေရစေချင်တယ်လို့ပြောပြီးထွက်သွားပါတယ်ခန်းထဲမှာပတ်ဟာသူကလင်းကိုပတ်စံနေပေးခဲ့တာကအမှန်ဖြစ်ပြီးအဲ့ဒီပတ်စံတွေကလည်းစန်းနေရတင်တဲ့အတွက်လို့ပြောပါတယ် Grace အပတ်အပါအဝင်ကျောင်းသား9ယောက်ကိုငါကဂန္ဓဝင်စန်းနေရတီကွက်၄ကွက်ကိုအသုံးပြုပြီး ABCD ဆိုတဲ့အဖြေကိုပြပြမှာဖြစ်တယ်လို့ရှင်းပြကသူ့ရဲ့လက်လှုပ်ရှားမှုကိုလိုက်ကြည့်ခိုင်းပါတယ်ပြီးရင်ငါကအဖြေ3ခုကိုပေးပြီးအဖြေတစ်ခုကိုကြော်မယ်ဒါဆိုရင်တန်တရားဖြစ်เสียလည်းမရှိတော့သလိုအမှတ်လည်းညီပြီးဆရာတွေလည်းသတိမထားမိဘူးလို့ပြောပါတယ်ဒါဆိုရင်သူပေးခဲ့တဲ့အဖြေ3ခုပြီးလို့ကြော်ထားတဲ့တပုတ်စီတိုင်းကိုတော့ကိုယ့်ဘာသာဖြေလို့ပြောကအဖြေတွေကို9:15မိနစ်အတိမှစပြီးမှဖြစ်ပြီးအဲ့မတိုင်ခင်တော့တခြားအပုတ်တွေကိုအရင်ဖြေထားလို့ပြောလိုက်ပါတယ်စာမေးပွဲရောက်တော့စာဖြေချိန်က8:00ခွဲကနေ10:00ခွဲအထိဖြစ်က9:15အရောက်မှာလင်းကအဖြေတွေကိုစန်းနေရတီကောနဲ့စတင်ပေးလိုက်ပါတယ်လင်းရဲ့ကျေးဇူးကြောင့် Grace ကလည်းပြဆက်မှာဆုတွေရခဲ့ကပတ်ကလည်းကားအသစ်တစ်စီးကိုရခဲ့ပြီးလင်းလည်းပတ်ဆက်အများပြားကိုစုဆောင်နိုင်ခဲ့ကလင်းအတွက်လည်းစန်းနေရလက်ကွက်နဲ့စာခိုးချမဲ့တင်နန်းသားတွေပူများလာခဲ့ပါတယ်2013ခုနှစ်အတွက်ပညာသင်ဆုကိုလင်းနဲ့အတူဘန့်ဆိုတဲ့ကျောင်းသားလေးတယောက်ကရရှိခဲ့ပါတယ်အခန်းထဲမှာတော့ဘန့်ကသူ့ရဲ့အရှိကလူကိုသူနဲ့လင်းကတကြောင်နဲ့ဖြစ်ပေမဲ့တငယ်ချင်းတွေမဟုတ်ပဲပြိုင်ဘက်တွေပါလို့ပြောခဲ့ပါတယ်ဆေကျော်သက်ညင်ကြီးရှင်ပြိုင်ပွဲအတွက်စိတ်လှုပ်ရှားနေတဲ့ဘန့်ကိုလင်းကစိတ်တည်ငြိမ်ဖို့ပြောပြီးတော့ငါတို့နိုင်သွားရင်ဘတ်9000တောင်ရမယ်လို့ပြောကဘန့်ကအကုန်လုံးကိုငါတို့ရမှာမဟုတ်ပဲ300ခိုင်နှုန်းဖြစ်တဲ့150ကိုအခွန်ဆောင်ရမှာဖြစ်ပြီးတယောက်ကို2425ဘတ်ပဲရမယ်လို့ပြောပါတယ်လင်းကဒါလည်းများတယ်ပဲလို့ပြောကအပြင်မှာညစာတစ်ခုထွက်စားရအောင်လို့ပြောချိန်ဘန့်ကညင်လိုက်ပါတယ်ပြိုင်ပွဲချိန်ရောက်တော့ဒိုင်ကနောက်ဆုံးမေးခွန်းဖြစ်တဲ့ပိုင်ရဲ့တန်ဖိုးကိုတသမများနိုင်သမျှအများဆုံးဖြေခိုင်းတော့ဘန့်ကချက်ချင်းပဲရွတ်ပြလိုက်တာကြောင့်ဆေကျော်သက်ညင်ကြီးရှင်ပြိုင်ပွဲမှာပထမဆုကိုလင်းနဲ့ဘန့်ကိုစားပြုတဲ့ကျောင်းကအနိုင်ရရှိသွားပါတယ်။ကျောင်းအုပ်ကြီးကသူ့ကျောင်းကကျောင်းသားတွေဆုရတာကိုသတင်းမှကြည့်ရင်ချီးကျူးကဒီနှစ်အတွက်စင်ကာပူကနေပညာသင်ဆုစကောလာရှစ်အတွက်ရထားကြောင်းသတင်းကောင်းပေးနေပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကသူ့ကျောင်းအနေနဲ့ကပညာသင်ဆုကိုတနေရာစာပဲရထားတာကြောင့်လင်းနဲ့ဘန့်ကလည်းပြိုင်ဘက်တွေဖြစ်သွားကြပါတယ်။ဘန့်ကတာမမိတာစုကចောင်းသားတယောက်ဖြစ်ပြီးသူ့နာမည်နဲ့အဝတ်လျှော်ဆိုင်တစ်ခုဖွင့်ထားကဆက်တွေပြက်နေလို့လက်နဲ့သာအဝတ်ထိုင်လျှော်နေရတဲ့အမေဖြစ်သူကိုကြည့်ပြီးအမေနေရာမှာဝင်ထိုင်ကကြံတဲ့အဝတ်တွေကိုလျှော်ကူနေလိုက်ပါတယ်။နောက်ထဲမှာတော့လင်းကသူ့ရှိကလူကိုငါ့ကိုစာခိုးချတယ်လို့ထင်တာကတော့ဖြစ်တင်ပေမဲ့အရန်တော်ပြီးအရန်စူးစားတဲ့ဘန့်ကိုတော့စာခိုးချတယ်လို့ထင်တာကတော့မဖြစ်တင်ဘူးလို့ပြောနေပါတယ်။စာမေးပွဲနေ့မှာတော့စာလို့ရင်အမြန်လန်းလျှောက်လာတဲ့ဘန့်ကိုအနောက်ကចောင်းသားတယောက်ကလိုက်ခေါ်ခဲ့ပြီးသူဖျားနေလို့စာနေမကြည့်ခဲ့ရတာကြောင့်ဘန့်စီကနေကူးချဖို့တောင်းဆိုနေပါတယ်။ပြီးတော့သူကလင်းတင်နဲ့စန်းရလက်ကွက်နဲ့စာခိုးချတဲ့တင်တန်းကိုတက်ခဲ့ပေမဲ့လက်ကွက်တွေကိုမှတ်ရအရန်ခတ်တာကြောင့်ဆက်မတက်တော့ပဲဘန့်ကိုအကူညီလာတောင်းပေမဲ့ဘန့်ကညင်းလိုက်ပါတယ်။ဆောင်းမွေးဖြေခန်းထဲကိုတော့ဘန့်ကအရင်ရောက်နှင်းခဲ့ပြီးခဏအကြာចောင်းသားတွေဝင်လာကြပါတယ်။ဆောင်းမွေးခန်းထဲမှာတော့လင်းရဲ့ညာဘက်မှာဘန့်ကိုအကူညီတောင်းတဲ့လူထိုင်နေတာဖြစ်ပြီးထိုကောင်လေးရဲ့အနောက်တစ်ယောက်ရဲ့အကြော်မှာတော့ဘန့်ထိုင်ကဘန့်ရဲ့အနောက်မှာတော့ Grace ထိုင်ရတာဖြစ်ပါတယ်။ဆောင်းမွေးစားဖြေချိန်မှာတော့စားဖြေရွက်ပေါ်မှာကိုစီနံပါတ်တွေကိုချရေးပြီးစတင်ဖြေဆိုခဲ့ပါတယ်။ညံကောင်းတဲ့ဘန့်ကတခြားသူတွေထက်မြင်ပြီးမိကုန်း40အရောက်မှာမိကုန်းအစုံ2စုံကိုတွေးလိုက်ရပါတယ်။ဒါကိုခေါင်းရှုပ်သွားတဲ့ဘန့်ကအခန်းဆောက်တဲ့ဆရာကိုမေးကြည့်လိုက်တော့ကျောင်းသားတွေအနေနဲ့ကို့မှာပါတဲ့မိကုန်းအစုံကိုသာဖြေရမှာဖြစ်ကြောင်းပြောတာကြောင့်ကျောင်းသားတွေကကို့မှာပါလာတဲ့မိကုန်းအစုံကိုလှန်ကြည့်လိုက်တဲ့အခါတယောက်နဲ့တယောက်ကမိကုန်းတွေအစုံမတူမှန်းသိသားကြကအကုန်တောက်ကျိုးနေကုန်ပါတယ်။ဘန့်ကလည်းသူဖြေစရာရှိတာကိုဖြေရင်းအရှိကလူကိုကြည့်လိုက်တော့အရှိကကောင်ကသူ့နာမှာထိုင်နေတဲ့လင်းစီကနေမြန်မာလူတွေခိုးချနေတာကိုတွေ့သွားပါတယ်။ဘန့်ကဖြေပြီးလို့စာရွက်တွေကိုသွားအပ်ဖို့လမ်းလျှောက်လာစဉ်လင်းအနာအရောက်မှာစာရွက်ကိုတမင်ချပစ်လိုက်ပြီးလင်းကိုလည်းသူ့နာကလူကသူ့စီကနေစာခိုးချနေကြောင်းသတိပေးလိုက်ပါတယ်။ဒါကိုအားမရသေးပဲဘန့်ဟာစာရွက်သွားအပ်တဲ့အချိန်မှာလည်းအခန်းဆောက်ဆရာကိုစာခိုးချနေတဲ့အကြောင်းပြောလိုက်ပါတယ်။စာဖြေချိန်နိုင်ဝတ်တာကျန်တော့တဲ့အချိန်မှာလင်းဟာသူ့လူတွေကိုလက်တစ်ချောင်းထောင်ပြရင်သူကအစုံ1ရထားကြောင်းအသိပေးပြီးတခြားကျောင်းသားတွေကလည်းလက်နှစ်ချောင်းထောင်ပြကအစုံ2ရထားကြောင်းပြန်အသိပေးကြပါတယ်။တယောက်နဲ့တယောက်ရထားတဲ့အစုံချင်းမတူတာကြောင့်လင်းဟာအစုံ1ကိုအရင်ပြောပြပေးမယ်လို့ဆိုကအချက်ပြလိုက်ပြီးတခြားသူတွေကလည်းအစုံ1သမားတွေကိုအသိပေးလိုက်ပါတယ်။ဒါကြောင့်လင်းဟာအစုံ1ထဲကအဖြေတွေကိုစန်နီယာလက်ကွက်နဲ့ပြောပြနေချိန်အစုံ2သမားတွေကတော့ဖင်တကြွကြွနဲ့ဖြစ်နေကြပါတယ်။အစုံ1ပြီးသွားတော့ကျောင်းသားတချို့ကအခန်းဆောက်ဆရာကြီးမှာဆောက်ရွက်သွားအပ်နေစဉ်လင်းကသူ့ဘီနာကကျောင်းသားနဲ့ဆောက်ရွက်ချင်လဲဖို့ပြောပါတယ်။ကျောင်းသားတွေပိတ်နေတာကိုအခွင့်ကောင်းယူပြီးဆောက်ရွက်လဲကလင်းကအစုံ2ကအဖြေတွေကိုအရင်တွက်ကရေးနေချိန်အချိန်ကမိနစ်20သာကျန်ပါတော့တယ်။ဆောက်ရွက်လဲထားလို့နာမည်ချင်းမတူတဲ့လင်းရဲ့ဘီနာကကောင်ကလည်းလင်းကိုနစ်နာမည်ဖြတ်ပြီးငါနာမည်ရေးရမလားလို့ပြောတော့လင်းကဒီအတိုင်းပဲထားခိုင်းတာကြောင့်ထိုကျောင်းသားကလည်းလင်းမပြီးမချင်းဖျား
တားနေရတော့မှာဖြစ်ပါတယ်လင်းကလည်းတက်နိုင်သလောက်မြ မြန်တွက်ကရေးနေပေမဲ့အချိန်က10မိနစ်ပဲကျန်တော့တာကြောင့်အစုံနှစ်သမားတွေဟာချွေးတွေပြန်ကလင်းပြီးတဲ့အချိန်ကိုစောင့်စားနေကြပါတယ်အရေးကြီးတဲ့အချိန်မှာလင်းဟာခဲသားဘောပင်မှာခဲကုန်သွားတာဖြစ်ပြီးအမြန်ပြန်ထက်ကတွက်နေချိန်မှာတော့အချိန်က9မိနစ်သာကျန်ပါတော့တယ်လင်းရေးပြီးသွားတဲ့အချိန်အစုံနှစ်သမားတွေကိုလက်နှစ်ချောင်းထောင်ပြကအချက်ပေးပြီးစန္ဒယာလက်ကွက်နဲ့အဖြေတွေကိုစတင်ပေးပါတော့တယ်လင်းပေးတဲ့အဖြေတွေကိုလည်း Grace ကကြံတဲ့ចောင်းသားတွေကိုပြန်ပြပေးနေပြီးအချိန်ပြည့်သွားကြောင်းဆရာကပြောပါတယ်ဒါကြောင့်ရေးတာကိုရက်ခိုင်းနေပေမဲ့လင်းကလည်းအဖြေတွေကိုဆက်တိုက်ပေးနေကတခြားចောင်းသားတွေကလည်းအဖြေတွေကိုဆက်တိုက်ရေးနေတာကြောင့်ဆရာဖြစ်သူကထလာပါတယ်အဖြေပေးနေရင်40အယောက်မှာဆရာဖြစ်သူရောက်လာကမင်းရဲ့အဆင့် A တွေကမရက်သေးဘူးလားလို့ပြောကအရှိကစာရွက်တွေကိုတင်သွားပါတယ်ဒီအချိန်မှပဲဘေးကတယောက်ကလည်းထပျော်နိုင်ခဲ့ပြီးကြံကြောင်းသားတွေကလည်းတပ်ပြင်းချနိုင်ခဲ့ပါတယ်အပြင်ရောက်လာတော့လင်းကရှူစည်းတွေပါရှူနေရပြီးအနောက်မှာ Grace ကခေါင်းကိုနှိပ်ပြီးနေချိန်ခဏအကြာစပီကာကနေလင်းနဲ့ဘဂျွန်ဆိုတဲ့ចောင်းသားကိုចောင်းအုပ်ကြီးရုံးခန်းလေးကိုလာဖို့ခေါ်တဲ့အတန်ထွက်ပေါ်လာပါတယ်တကယ်တော့ဘန့်ကလင်းစီကနေဘဂျွန်ဆိုတဲ့ចောင်းသားကစာခိုးချတာကိုလာတိုင်တာဖြစ်ပြီးခန်းဆောက်ဆရာရောက်လာတော့လင်းနဲ့ဘဂျွန်ရဲ့အဖြေစာရွက်တွေကိုလာပြကမိကုန်းအစုံကနှစ်စုံရှိတာကြောင့်ခိုးချဖို့မဖြစ်နိုင်ကြောင်းဆရာဖြစ်သူကចောင်းအုပ်ကိုပြောနေပါတယ်ចောင်းအုပ်ကလည်းလင်းနဲ့ဘန့်ကိုထွက်သွားခိုင်းလိုက်လို့ထွက်သွားချိန်ចောင်းအုပ်ကလင်းကိုပြန်ခေါ်ပြီးလင်းရဲ့အကြမ်းတွက်ထားတဲ့စာရွက်တွေကိုကြည့်ကလင်းစီမှာမပါတဲ့ပု္ပ္ပစာတွေကိုတွက်ထားတာကြောင့်ចောင်းအုပ်ကရိပ်မိသွားပါတယ်ဒါကြောင့်ចောင်းအုပ်ကလင်းရဲ့အဖေကိုခေါ်ပြီးပြောပြနေချိန်ဘန့်ကရောက်လာပြီးဒီကိစ္စတွေကိုဘဂျွန်စီကနေပတ်စံရလို့လောက်ကြောင်းလာပြီးတော့ဖော်ကောင်လုပ်ပါတယ်ဒါကြောင့်ចောင်းအုပ်ကြီးကအဆင့်ကောင်းပေမဲ့ဇာရိတမကောင်းရင်အဆင်မပြေတာကြောင့်လင်းကိုပညာသင်စုကနေပယ်ချလိုက်ပြီးလို့ပြောချိန်လင်းကပြုံးပြလိုက်ပါတယ်ဒါကိုចောင်းအုပ်ကြီးကအရန်ရိုင်းနေတယ်တစ်ပူတွေနှစ်ပူတွေပြောတာကြောင့်ចောင်းကိုအတုံးချပြီးပတ်စံရှာနေတာကသူတယောက်တည်းမဟုတ်ပဲចောင်းသားတွေပေးတဲ့လက်ဖက်ရည်ဘူးကိစ္စတွေကိုထုတ်ပြောတာကြောင့်ចောင်းအုပ်ကဒေါသထွက်သွားပြီးလင်းကိုစင်ကာပူအတွက်ပညာသင်စုကိုပိတ်ကအနောက်မှာရက်နေတဲ့ဘန့်ကိုပေးလိုက်တာကြောင့်ဘန့်ခမရမျက်နှာပြက်နေရပါတယ်အိမ်ပြန်ရောက်တော့လင်းရဲ့အဖေကလည်းလင်းရဲ့ဗန်စာအုပ်ကိုကြည့်ကငွေအများအပြားတွေ့တာကြောင့်ဒီငွေတွေကသူ့သမီးစန္ဒယာတင်နန်းကနေရလာတဲ့ပတ်စံတွေမဟုတ်ပဲစာမေးပွဲအဖြေတွေကိုပေးလို့ရတာတဲ့ပတ်စံတွေဖြစ်မှန်သိသွားတာကြောင့်စကားအနှင်းငယ်များကြပါတယ်Grace ကသူ့တငယ်ချင်းလင်းကဘလောက်ပဲဆိုးနေပါစေသူ့အတွက်တော့မိတ်ဆွေအစ်စ်ဖြစ်ပြီးပြဇက်ကသူပြီးမျက်ရည်တွေကျပြနေပါတယ် Grace နဲ့လင်းဟာစားတောက်ဆိုင်တစ်ခုမှာအတူတူတွေ့ခဲ့ပြီး Grace ကအကူအညီတစ်ခုတောင်းခဲ့ပါတယ် Grace ရဲ့ရည်စားဖြစ်တဲ့ပတ်ဟာသူ့ရဲ့မိဘတွေနဲ့ Grace ကိုတွေးဆုံစေခဲ့ပြီးညစာစားပွဲတစ်ခုမှာပတ်ရဲ့မိဘတွေက Grace ကိုကျေးဇူးတင်နေပါတယ်ပတ်ဟာ Grace နဲ့တွဲပြီးနောက်ပိုင်းစာတွေပို့ပြီးတော်လာကအဆင့်တွေလည်းကောင်းလာတာကြောင့်ပတ်ရဲ့မိဘတွေကသူ့ရဲ့သားလေးကို Grace ကစာတွေကူလုပ်ပေးတယ်လို့ထင်သွားကြတာကြောင့်ဝင်ဖြစ်ပါတယ်ရဲ့အဖေဖြစ်သူကသူတက်ခဲ့တဲ့ Boston က University မှာတွားတက်စေချင်တာကြောင့်သူ့ရဲ့သားနဲ့အတူ Grace ကိုလည်းအတူတွားတက်ပြီးသူ့သားကိုစာရီကူလုပ်ပေးဖို့တောင်းဆိုပါတယ်။ကျောင်းစရိတ်နဲ့ကျူရှင်စရိတ်တွေကိုအကုန်တာဝန်ယူပေးမှဖြစ်ပြီး Boston က University ကျောင်းလျှောက်လွှာကိုပေးလိုက်ပါတယ်။ဒါကြောင့် Grace ဟာ STIC ဆိုတဲ့စောင်းမှုပွဲကိုဒီနှစ်အတွင်းအောင်ဖြေနိုင်မှ Boston က University ကိုလျှောက်လို့ရမှာဖြစ်ကြောင်းလင်းကိုအကူအညီတောင်းနေပါတယ်။လင်းကလည်းသူတို့နှစ်ယောက်အတွက်အများကြီးစူးစမ်းပေးခဲ့ပြီးပြီလို့ပြောကထားထွက်သွားဖို့လုပ်နေစဉ် Grace ကအကယ်၍လင်းသာကူညီပေးရင်ပတ်ကဘတ်6သိန်းပေးမယ်လို့ပြောလိုက်ပါတယ် STIC ဆိုတဲ့ဆောင်မပွဲဟာအမေရိကန်တက္ကသိုလ်လျှောက်ဖို့အတွက်ဖြေရတာဖြစ်ပြီးတစ်ကမ္ဘာလုံးတစ်ချိန်တည်းမှာမေကွန်းတစ်စုံတည်းကိုသာဖြေရတာဖြစ်တဲ့အတွက်ကြောင့်စာကိုခိုးပြီးပြောပြဖို့မဖြစ်နိုင်တော့တာကိုသိတဲ့လင်းဟာဒီတစ်ခေါက်မကူညီနိုင်တဲ့အတွက်တောင်းပန်စာကိုရေးနေပါတယ်ခဏအကြာမှာဘေးကနိုင်ငံသားတယောက်ကသူ့သမီးနဲ့ဖုန်းပြောနေတာကိုမြင်ရပြီးသူ့သမီးရှိတဲ့နိုင်ငံမှာနေ့လည်တာရှိပြီးဒီမှာကမှောင်နေပြီဖြစ်တဲ့အတွက်ကြောင့်လင်းကသတိထားမိသွားပါတယ်လင်းဟာနေရာမှာကတ်ထားတဲ့နိုင်ငံအလိုက် time zone တွေကိုလိုက်ကြည့်ကအုံနောက်ထဲကိုအတွေးတစ်ခုဝင်လာပါတယ်နောက်တနေ့ရောက်တော့လင်းဟာ Grace နဲ့ပတ်တွတ်ကိုတွားတွေ့ခဲ့ပြီး time zone တွေအကြောင်းပြောပြက STIC ကကဘာတဝန်းလုံးမှာတစ်ချိန်တည်းတရက်တည်းအတူတူဖြေရတဲ့အတွက်ကြောင့်နင်တို့က time မှာဖြေငါက Australia နိုင်ငံမှာဖြေရင် Thai နဲ့ Australia နဲ့အချိန်ကွာခြားမှုက4နိုင်ဖြစ်တာကြောင့်ငါကနင်တို့ထက်4နိုင်စောစောဖြေရမယ်လို့ဆိုပါတယ်ဒါကြောင့်ငါကအရင်အောင်ဖြေပြီးနင်တို့စီကိုအဖြေတွေကိုပို့ပေးမှဖြစ်တဲ့အတွက်ကြောင့်နင်တို့အနေနဲ့တခြားသူတွေကိုလည်းအဖြေတွေကိုပြန်ပြောပြနိုင်ပြီးပတ်စံတွေအများပြားရှာနိုင်တယ်လို့ဆိုပါတယ်ရလာတဲ့ပတ်စံတွေကိုအတူတူခွဲယူပြီးရင်ငါလည်းနင်တို့နဲ့အတူ Boston မှာကျောင်းအတူလိုက်တက်မှာပြောတော့ Grace ကပျော်သွားပါတယ်ဒါကြောင့်ငါကဆောင်းမွေးပွဲကိစ္စကိုတာဝန်ယူပြီးနင်တို့နှစ်ယောက်ကဖောက်တယ်ရှာလို့ဆိုကအဖြေကိုဘယ်လိုမှတ်ယူရမလဲဆိုတာကိုပါရှင်းပြလိုက်ပါတယ်ဒါကြောင့်ပတ်က STIC မှာမေကွန်း100ကျော်တောင်ရှိတာကိုဘယ်လိုမှတ်လာမလဲပြီးတော့လင်းကအကုန်ဖြေပြီးလို့မှတ်နိုင်ရင်တော့သူကတဝက်လောက်ပဲမှတ်နိုင်မယ်လို့ဆိုကကြံတဝက်ကိုတော့မှတ်နိုင်မယ်သူရှိတယ်လို့ပြောပါတယ်
ဘန်ဟာအဝတ်စားချင်းတောင်းကိုယူပြီးအိမ်ပြန်လာကသူ့အမေကိုမနက်ဖြန်၈နာရီမှာပညာသင်ဆုဆောင်မွေးပွဲဖြေဖို့ရှိတာကိုဖုန်းနဲ့ပြောနေချိန်ကားတစ်စီးနဲ့လူနှစ်ယောက်ရောက်ချလာပါတယ်ထိုလူတွေကသူတို့ရဲ့ကားကိုဘန်ရဲ့အဝတ်ချင်းတောင်းနဲ့ချစ်မိတယ်လို့ပြောကထိုးကျိတ်နေပါတယ်မနက်မိုးလင်းတော့ဘန်ဟာဘယ်မမျက်လုံးပိတ်နေခဲ့ပြီးအမိုက်ပုံတွေကြားထဲမှာနိုးလာကပညာသင်ဆုဆောင်မွေးပွဲကိုလည်းလွတ်သွားပြီပဲဖြစ်ပါတယ်လင်း Grace ပတ်နဲ့ဘဂျွန်တို့ဟာ STIC ဆောင်မွေးပွဲအတွက်လူရှားမှာဖြစ်ပြီးတယောက်ကို2သိန်းခွဲလို့ပြောတော့ဘဂျွန်ကတန်တယ်လို့ထပြောပါတယ်လင်းကငါတို့ဖောက်တဲ့အယောက်30ကိုသာရှာမှာဖြစ်ပြီးများလို့ရင်အန်ဒီရဲ့များကနေလို့ရင်လည်းမကိုက်ဘူးလို့ပြောနေချိန်ဘဂျွန်ကသူ့ရဲ့ group chat ထဲမှာ STIC ဖြေမဲ့ចောင်းသားတွေအယောက်30ကျော်ရောက်နေပြီဖြစ်ကြောင်းပြောပြပါတယ်ဒါကြောင့်လင်းဟာတယောက်ကိုရှာနိုင်ရင် discount 9000ရမယ်လို့ပြောပြီးအဲ့ဒီပတ်စံတွေကိုလည်းနင်ပေးရမယ့်2သိန်းခွဲတဲ့က short ပေးမယ်လို့ဆိုပါတယ်ဒီအချိန်ပတ်ကဒါကိုဘယ်သူမှမသိအောင်လုပ်ရမယ်အထူးသဖြင့်ဘန်ကိုလဲဆိုတော့ဘဂျွန်ကသူမနေ့ကအရိုက်ခံရပြီးစေးရုံတင်ထားရကဒီနေ့ဖြေမဲ့ပညာသင်ဆုဆောင်မှုပွဲကိုလည်းမဖြေနိုင်တော့ကြောင်းပြောပြတော့ Grace နဲ့ Lin ကစိတ်မကောင်းဖြစ်နေပါတယ်ပတ်ဟာ STIC ဆောင်ပွဲဖြေမဲ့ចောင်းသားတွေရဲ့အရှိကအစင်ပေါ်မှာတက်နေပြီးတော့စကားပြောနေချိန်ဘီနာမှာရက်ကြည့်နေတဲ့ဘဂျွန်က Grace ကိုသူကစတီပတ်ပဲလို့စနောက်ပြောဆိုနေပါတယ်ပတ်ဟာ Lin ရှင်းပြခဲ့တဲ့အတိုင်းဆောင်ပွဲခန်းထဲဝင်ရင်ထူးပြီးခဲတဲ့တစ်ချောင်းခဲပြက်တစ်ခုဆောင်ပွဲဖြေခွင့်စာရွက်နဲ့ passport ကိုသာယူခွင့်ရှိတယ်လို့ပြောပါတယ်ဆက်သွယ်ရေးပစ္စည်းတွေဖြစ်တဲ့ဖုန်းတွေယူလို့မရတာကြောင့်ငါကဖုန်းကိုအိမ်သားတွေကရေစီထဲမှာဖွက်ထားပြီးမင်းတို့စီကိုအဖြေတွေပို့ပေးမယ်လို့ဆိုပါတယ်စာမေးပွဲကိုအပိုင်း3မှခွဲဖြစ်ရမှာဖြစ်ပြီးပထမပိုင်းမှာ session 1အတွက်45မိနစ်ပြီးရင်10မိနစ်နာဒုတိယပိုင်းမှာ session 2နဲ့3အတွက်45မိနစ်ပြီးရင်10မိနစ်နာနောက်ဆုံးအပိုင်းမှာတော့ session 4အတွက်35မိနစ်နဲ့ essay အတွက်45မိနစ်ဖြေရမယ်လို့ဆိုကတစ်ချိန်နားတိုင်းအဖြေတွေကိုပို့ပေးမယ်လို့ပြောပါတယ်ဒါကိုပတ်ကတခြားចောင်းသားတွေကနင်ပေးခဲ့တဲ့အဖြေတွေကိုနင့်လုံးမမှတ်နိုင်ဘူးလေလို့ပြောတော့ခဲတံကိုဖြစ်ပြီးကခဲတံမှာပါတဲ့ဘားကုတ်လေးတွေကိုအသုံးပြုမှာဖြစ်ပါတယ်အခန်းထဲမှာရှိနေတဲ့ចောင်းသားတွေကိုပတ်ကလူတိုင်းကဘားကုတ်ပါတဲ့ခဲတံတစ်ချောင်းစီကိုရမှာဖြစ်ပြီးဘားကုတ်အချင်းအကျယ်ကိုမူတီကအထူဆုံးက A နည်းနည်းလေးကျင်းတာက B အထက်ကျင်းတာက C အချင်းဆုံးက D ဆိုပြီးရှင်းပြကအနောက်ကကဏ္ဍတွေကတော့မေခွန်း grade အတွက်လို့ဆိုပါတယ်စေအတွက်ကိုတော့ဆောင်းပါးတွေထဲကမေးတာများတာဖြစ်ပြီးအဲ့အတွက်ရေးဖို့စကားလုံးတွေကို Google ကရှာပြီးပေးမယ်လို့ပြောနေချိန်အနောက်မှာ Grace နဲ့ပတ်ကတော့တာယာနေကြပါတယ်ပတ်ကလည်းဆောင်းဝဲဖြည့်တဲ့နေ့မှာလူတိုင်း9နိုင်ခွဲမတိုင်ခင်ထွက်ရမှာဖြစ်ပြီးဆိုင်ကယ်တက်စီတွေခေါ်ပေးထားမယ်လို့ဆိုကနှစ်ပတ်အတွင်းငွေအခြေချေရမှာဖြစ်ပြီးမဟုတ်ရင်အပေးအယူကိုဖျက်မယ်လို့ပြောပါတယ်နှီးကုံချိုးအနေနဲ့ပတ်ကငါတို့ကပညာရေးမှာအောင်လုပ်ရမယ်လို့ကြွေးကြော်ကចောင်းသားတွေကလည်းလက်ခုပ်ထတီးနေကြပါတယ်ဘန်ကသူ့ရဲ့မျက်နှာပေါ်ကအမာရုပ်ကိုကြည့်ကစိတ်နှနာနဲ့အပြင်ထွက်လာချိန်အပြင်မှာလင်းကစောင့်နေခဲ့ပါတယ်လင်းဘက်ကအရင်ဆုံးဘန်ဘက်ကိုကန့်လန့်ခဲ့ပြီး Grace ရဲ့လိပ်စာကိုပေးကပြန်ထွက်သွားပါတယ်နောက်နေ့ရောက်တော့ဘန်ဟာ Grace ရဲ့လိပ်စာအတိုင်းသွားခဲ့ပြီးအထဲမှာတော့လင်း Grace နဲ့ပတ်တို့ရှိနေကပတ်ကဘန်ထိုင်ဖို့အတွက်ထိုင်ကုန်ယူလာပေးပါတယ်ဒီလိုနဲ့လင်းနဲ့ဘန်ဟာဩစတြေးလျမှာတွားဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့် STIC မှာဖြေမဲ့ဖောင်ကို online ကနေဝင်ဖြည့်ခဲ့ကြပြီးစာမေးပွဲမှာမေးမဲ့မေးခွန်းတွေရဲ့အဖြေကိုဘန်နဲ့လင်းကတဝက်စီမှတ်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်ဘန်နဲ့လင်းဟာအဖြေတွေကိုမှတ်နိုင်ဖို့အတွက်လေ့ကျင့်ခဲ့ကြပြီးနောက်ဆုံးအနေနဲ့ essay ရေးပြီးချိန်မှာအခန်းဆောင်တဲ့လူတွေကစောစောမထွက်ခိုင်းမှစိုးတာကြောင့်လင်းကဘန်ကိုဖျားချင်အောင်ဆောင်ခိုင်းပြီးအခန်းထဲကနေစောစောထွက်နိုင်အောင်ကြိုးစားခိုင်းပါတယ် STIC ဖြေမဲ့ကျောင်းသားတွေကလည်းအတန်းစီကပတ်စံတွေကိုလာပေးခဲ့ကြပြီးဘန်ကိုတသန်းပေးကလင်းကတော့2သန်းဖြစ်ပါတယ်အားလုံးပြန်သွားချိန်လှေကားအဆင်းမှာလင်းကမနှက်ဖြတ်တနိုင်တွေ့မယ်လို့ဆိုတော့ပတ်ကလေရင်ကည7နိုင်ဖြစ်တာကိုဘာတွေလုံးနေတာလဲဆိုတော့ငါတို့လေ့ကျင့်စရာတစ်ခုရှိသေးတယ်လို့ပြောပါတယ်နောက်တနေ့တနိုင်ရောက်တော့ပတ်ဟာထိုင်ကုန်မှာထိုင်နေရင်ငိုနေခဲ့ကခမားတို့အပြစ်မရှိတဲ့ကလေးတွေကိုမနှိပ်စက်ပါနဲ့ဆိုပြီးတော့ငိုယူကသူ့ရှိကလူကိုပြောနေပါတယ်ဒါကိုထိုင်ရည်နေတဲ့လင်းနဲ့ Grace ကရီက overtake နဲ့ထပ်မလို့ဖို့ပြောပါတယ်နောက်ဆုံးမိကုန်းအနေနဲ့ဘန်ကိုသာမိသွားရင်ဘာပြောမလဲလို့မေးတော့ဖြေဖို့ခတ်တယ်ကျွန်တော်ကသူနဲ့အပေါင်းအသင်းမှမဟုတ်တာကျောင်းမှာတွေ့နေတာ4-5နှစ်လောက်တော့ရှိပြီသူ့မှာအပေါင်းအသင်းလည်းရှိဖို့မပေါ်ဘူးသူကအလဲကားကောင်ပါဦးချောင်နဲ့သူရိုက်ခံရပြီးအမိုက်ပုံတွေတော့ရောက်သွားသေးတယ်လို့ပြောတော့ဘန်ကပတ်ကိုဝင်လုံးပြီးထိုးပါတယ်နှစ်ယောက်သားရန်ဖြစ်နေတာကိုဝင်ဆွဲတဲ့လင်းကနှာခေါင်းသွေးယူသွားပြီးဘန်ကငါအမိုက်ပုံထဲမှာအပြစ်ခံထားရတဲ့ကိစ္စကိုဘသူကမှမပြောခဲ့တာမို့အဲ့နင်းညာကဖြစ်ခဲ့တဲ့ကိစ္စတွေဟာပတ်လုပ်ခဲ့တာလို့ပြောပါတယ်ငါအမေကအဝတ်တွေကိုလျှော်ရလွန်လို့ခါကိုင်းနေပြီးငါအမေကိုတက်တောက်တက်တာထိုင်းနိုင်ဖို့ကငါရဲ့အိမ်မက်ဖြစ်ကငါမက်ခဲ့တဲ့ပညာသင်ဆုရဖို့မေးလုပ်ခဲ့တာကြောင့်ပြက်စီသွားတဲ့အကြောင်းရင်းကိုပြောကဒေါသထွက်သွားလိုက်ပါတယ်ဒီကိစ္စတွေကိုသိသွားတဲ့လင်းနဲ့ Grace ကလည်းလိုက်ထွက်သွားကလင်းကဘတ်စီလိုက်သွားပြီးဖြောင်းဖျားခဲ့ပါတယ်
နောက်တစ်နေ့မှာတော့လင်းနဲ့ဘန့်ဟာဩစတြေးလျကိုအတူတူသွားခဲ့ပြီးမြစ်တစ်ခုရဲ့ဘေးမှာစကားအတူတူပြောကြကဓာတ်ပုံအတူတူတွေ့ရိုက်ခဲ့ကြပါတယ်။စာမေးပွဲဖြေရမယ့်နေ့ကိုရောက်တော့လင်းနဲ့ဘန့်ဟာ TV ဖြာသားပြပေါ်မှာတက်လာတဲ့သတင်းတစ်ခုဖြစ်တဲ့ US STIC စာမေးပွဲကိုအာရှနိုင်ငံတော်တော်များများမှာဖျက်သိမ်းခဲ့ပြီးတရုတ်ကိုရီးယားအစရှိတဲ့နိုင်ငံတွေပါဖျက်သိမ်းကဒါကမေးခွန်းတွေစာမေးပွဲမဖြေခင်ပေါက်ကြခဲ့တာကြောင့်ဒီနှစ်တော့ဒီလိုပြဿနာမျိုးမဖြစ်ရအောင်လုံခြုံရေးတွေကိုတိုးမြင့်ထားတဲ့သတင်းကိုနှစ်ယောက်အတူကြည့်နေကြပါတယ်။ရက်ထာစီရင်နဲ့ဘန့်ဟာသူနားထောင်နေကြဖြစ်တဲ့တီလုံးကိုလင်းနဲ့အတူနားထောင်နေခဲ့ပြီးစာမေးပွဲဖြေမဲ့နေရာကိုရောက်တော့အကြီးအကဲတယောက်ဟာဖြေမဲ့ကျောင်းသားတွေကိုစုစည်းခိုင်းပြီးစီကန်းတွေကိုပြောပြနေပါတယ်။ထို့နောက်လင်းနဲ့ဘန့်ဟာအိမ်သားထဲဝင်သွားကြပြီးအိမ်သားရဲ့ရေခွက်ထဲမှာသူတို့ယူလာတဲ့ဖုန်းတွေကိုခိုးဖွက်ခဲ့ပါတယ်။ပြီးနောက်နှစ်ယောက်သားအတူတူပြန်ထွက်လာပြီးဆောင်းပွဲအခန်းထဲရောက်တော့အခန်းဆောက်ကစီကန်းတွေကိုထပ်ပြောပြကအချိန်စတော့ဖြေကြပါတယ်။ပထမပိုင်းအတွက်အဖြေတွေကိုအကုန်ဖြေပြီးသွားတဲ့ဘန့်ဟာအဖြေတွေထဲကတဝက်ကိုအလွတ်ကျက်နေချိန်လင်းကတော့ရေးနေစေဖြစ်ပါတယ်။ခဏအကြာလင်းလဲဖြည့်ပြီးသွားပြီမို့နောက်တစ်ဝက်ကိုကြက်နေချိန်အချိန်က9မိနစ်သာကြက်မာတော့တယ်အချိန်စေ့လို့10မိနစ်စာနားချိန်ပေးတာနဲ့ဘန့်ဟာအမြန်ထွက်သွားခဲ့ပြီးအနောက်ကနေလင်းကလည်းလိုက်သွားပါတယ်ထိုင်းမှာတော့ Grace နဲ့ပတ်ဟာအခန်းထဲမှာအတူတူစောင့်နေခဲ့ပြီးအပြင်မှာတော့ကျောင်းသား30နဲ့အတူဆိုင်ကယ်တက်စီသမားတွေကစောင့်ဆိုင်နေပါတယ်အိမ်သာတဲ့အရောက်မှာလင်းဟာဖုံးထုတ်လိုက်ပြီးပထမပိုင်းစာအတွက်မှတ်လာတဲ့အဖြေတွေကိုပို့လိုက်ကြပါတယ်ဘန့်ကိုစောင့်နေစဉ်ဘန့်ကနောက်ထပ်တန်ထပ်လို့ချင်းကြောင်းစာပို့ပါတယ်ပြီးတော့နောက်ထပ်9မိနစ်အတွင်းပတ်စံလွှဲပေးလိုက်ဆိုတဲ့စာပို့လာတာကြောင့်ဘက်ကစိတ်တူနေခဲ့ပြီး Grace ကစိတ်လျှော့ဖို့ပြောပါတယ်ဒီချိန် Grace ကငါတို့သဘောတူထားတာကိုဘာလို့အခုလိုပြောင်းလဲလိုက်တာလဲဆိုတော့ဘန့်ကတသန်းကငါ့ရဲ့ညံပူစော်ကဖြစ်ပြီးနောက်တစ်တန်းကတော့ငါအရိုက်ခံရတဲ့အတွက်လို့ပြောလိုက်ပါတယ်မတက်နိုင်တဲ့အစုံ Grace က4,8500အရင်လွှဲခဲ့ပြီးအဖြေတွေကိုပေးရင်ပတ်စံထပ်ပေးမယ်လို့ပြောပါတယ်ဒါကြောင့်ဘန့်စီကအဖြေရောက်လာတဲ့အချိန်ပတ်ကအဖြေကဏ္ဍတွေကိုပြောပြပြီး Grace ကအဖြေတွေကိုဘာကော့အဖြေပြန်ပြောင်းကခဲတန်းအပေါ်မှာကတ်နေကြပါတယ်။နားတဲ့အချိန်ပြည့်တာပြီဖြစ်လို့နှစ်ယောက်သားဆောင်းဝဲခန်းတွေကိုပြန်ဝင်လာကအပိုင်းနှစ်ကိုဆက်လက်ဖြေဆိုနေကြပါတယ်။ဖြေဆိုပြီးသွားချိန်နှစ်ယောက်သားအတူတူအဖြေတွေကိုကြက်နေခဲ့ကြပြီးနားချိန်ရောက်တာနဲ့အိမ်သားစီကိုအမြန်သွားကြပါတယ်။ဒီအချိန်မှာတော့လင်းရဲ့ဘက်ကအိမ်သားမှာလူတွေများနေခဲ့ပြီးဘန့်ကတော့သူမှတ်လာတဲ့အဖြေတွေကိုရေးကပို့လိုက်ချိန်အိမ်သားတကားခောက်တန်ကိုကြားလိုက်ရပါတယ်။အပြင်မှာအကြီးကဲတယောက်နဲ့အဆောက်တယောက်ကရှိနေခဲ့ပြီးအထဲမှာရှိတဲ့လူကိုအပြင်ထွက်လာခိုင်းနေပါတယ်အထဲမှာတော့ဘန့်က Grace ထဲကကနန်းဒီကိုရေးနေခဲ့ပြီးအပြင်ကလူတွေရဲ့ဖိအားကြောင့်စဉ်းစားမရဖြစ်ကချွေးတွေပြန်နေပါတယ်ရေးပြီးလို့ပို့ပြီးတာနဲ့သူတို့ရဲ့ group chat ကိုဖြတ်ကထားလိုက်ချိန်ပေါင်ပေါ်မှာတင်ထားတဲ့အဖုံးကကြကွယ်သွားပါတယ်ကျင်းတဲ့ကြက်ထဲရောက်သွားတဲ့ဘန့်ဟာကြံရမရပဲဖုံးကိုအိမ်သားထဲထည့်ကရေဆွဲချနေချိန်အကြီးကဲကတကားကိုဖွင့်ပြီးဝင်လာပါတယ်တစ်ဖက်မှာတော့လင်းကအိမ်သားထဲဝင်ပြီးဖုံးကိုယူချိန်အပြင်ကနေတကားခောက်တန်ကြားရကစောင်းဝဲဖြစ်ချိန်ပြန်စားတော့မှဖြစ်ကြောင်းသတိပေးပါတယ်ဒါကြောင့်လင်းဟာဖုန်းကိုအထဲမှာမထားတော့ပဲဖနက်ထဲထည့်လာကအပြင်ထွက်လာချိန်အပြင်မှာတော့ဘန့်ကိုအကြီးကဲတယောက်ကစစ်မေးနေတာကိုမြင်တွေ့လိုက်ရပါတယ်။ဆောင်ရွက်အခန်းထဲမဝင်ခင်အပေါဝမှာစစ်နေတာကိုမြင်ရတော့လင်းဟာရေစက်နာသွားပြီးသူ့ဖနက်ထဲကဖုန်းကိုထုတ်ကရေစက်ထဲမှာထပ်ဖွက်ထားလိုက်ပြီးတော့ရေတောက်တလို့ဟန်ဆောင်နေလိုက်ပါတယ်။ဒီတစ်ခါမှာတော့လင်းကဆောင်ရွက်အခန်းထဲကိုချွေးတွေနဲ့ဝင်လာကဘေးမှာတော့သူ့ရဲ့တငယ်ချင်းဖြစ်သူဘန့်မရှိနေတော့ပါဘူး။နောက်ဆုံးအပိုင်းဖြေချေရောက်တော့လင်းကသူမပို့လိုက်ရတဲ့ဒုတိယအပိုင်းရဲ့အဖြေတွေကိုချရေးထားကမိကုန်းတွေကိုဖြေပြီးတာနဲ့အဖြေတွေကိုကြက်နေရပါတယ်ဒီတစ်ချိန်မှာလင်းဟာအပိုင်းနှစ်ခုစာအတွက်အဖြေတွေကိုကြက်နေရတာကြောင့်စိတ်တွေလေးလန့်လာပြီးမှတ်မရဖြစ်နေချိန်စန္ဒယာတီကွက်တွေကိုတတိယလာကအဖြေအစဉ်လိုက်ကိုစန္ဒယာတီကွက်တစ်ဖက်အသုံးပြုပြီးမှတ်နေပါတယ်ထိုင်းဘက်မှာတော့လင်းရဲ့အဖေဟာလင်းကိုဖုန်းခေါ်လို့မရတာကြောင့် Grace တို့ရဲ့နေရာအထိပါလိုက်လာပြီးအဖြေတွေကိုစောင့်နေကြတဲ့ចောင်းသားတွေကလည်း9နိုင်ထိုးတော့မှာကိုကြည့်ပြီးစောတကာတက်နေကြကတက်စီသမားတွေကလည်းညှဉ်းညူနေကြပါတယ်အက်စီရေးမဲ့အချိန်မှာတော့လင်းဟာအက်စီရဲ့ခေါင်းစဉ်ကိုသာမှတ်ပြီးဘေးနားမှာဗတ်မရှိတော့တာကြောင့်သူကိုယ်တိုင်အက်စီခေါင်းစဉ်ကိုပို့ပေးရတော့မှာဖြစ်ပါတယ်ဒါကြောင့်လင်းကခဲရန်ကိုယူကအာကောင်ထဲထိထိုးထည့်ပြီးကိုအန်ထွက်အောင်လှုပ်လိုက်တာကြောင့်ခဏအကြာစာရွက်ပေါ်ကိုအန်ချမိလိုက်ပါတယ်လန်ဆောင်ရလာပြီးမေးတော့လင်းကသူ့အရန်ဖျားနေတာကြောင့်အနားယူဖို့လိုအပ်ကြောင်းပြောကအပြင်ကိုထွက်သွားလိုက်ပါတယ်ဂရေးစတိုစီမှာလည်း9နိုင်ကြောနေပြီးအတွက်အဖေကမရောက်လာသေးတာကိုအပြန်လန်ပြောနေချိန်လင်းရဲ့အဖေရောက်ချလာပါတယ်လင်းရဲ့အဖေကသူ့သမီးကဩစတြေးလျကိုအခြားကိစ္စကြောင့်သွားတော့ကိုသိပြီးဂရေးစတိုအတွဲကိုလည်းမေးနေချိန်လင်းကတော့ဒီစင်မှာဖွက်ထားတဲ့ဖုန်းကိုယူကအထက်ကလူတွေမသိအောင်အပြင်ကိုထွက်လာချိန်သူ့ကိုလိုက်ပတ်ရှာနေတဲ့အကြီးအကဲကိုမြင်မိသွားပါတယ်ဒါကြောင့်လင်းကရှောင်းပုံးကအပြင်ကိုပြေးထွက်လာပြီးအပြင်ရောက်တော့ဖုန်းထုတ်က Grace တို့စီကိုစားပို့လိုက်တာကိုအကြီးကဲကအဝေးကနေလှမ်းမြင်သွားပါတယ်။ Grace တို့ကလည်းလင်းရဲ့အဖေမေးတဲ့မေးခွန်းတွေကိုပြန်မဖြေနိုင်ဖြစ်နေချိန်လင်းစီကစောင့်ဝင်လာတာကြောင့်ဖုန်းကိုလင်းရဲ့အဖေယူကြည့်တော့မဲ့အချိန်မှာ Grace ကလင်းနဲ့ဘန့်ဟာတွဲနေကြပြီးဩစတြေးလျကိုတိတ်တိတ်လေးခီးထွက်သွားကြောင်းပြောလိုက်ပါတယ်။ဒါကြောင့်လင်းရဲ့အဖေကလည်းပြန်ထွက်သွားပြီးလင်းကတော့စာနေပို့နေခဲ့ကလန်သွားလန်းကတယောက်နဲ့တိုက်မိပြီးဖုန်းပြုတ်ကျသွားပါတယ်။
ဖုန်းပြန်ကောက်ယူချိန်ဖုန်းကနှိပ်မရဖြစ်နေပြီးအရှိမလည်းအကြီးကဲကလိုက်ရှာနေတာကိုမြင်တာကြောင့်အနောက်ပြန်လှည့်သွားပါတယ်အဖြေတွေကိုစောင့်နေကြတဲ့ចောင်းသားတွေကလည်းချိန်ထားတဲ့အချိန်ထက်အများကြီးကြုံနေပြီးမို့ပတ်ကိုပြောနေကြက Grace ကလင်းပို့လာတဲ့အစီခေါင်းစဉ်ကိုရိုက်ကစကလုံးတွေကိုကိုခဲမှရှာပြီးចောင်းသားတွေရဲ့ group chat တွေကိုပို့လိုက်ပါတယ်နောက်ဆုံးအနေနဲ့လင်းဟာအပိုင်းနှစ်ကအဖြေတွေကိုပို့နေပြီးစဉ်းစားမရဖြစ်ကခေါင်းထဲကနေစံရလက်ကော့တွေနဲ့တွဲမှတ်ထားတာကိုပြန်တွေးရင်အဖြေအလုံးကိုပို့နိုင်သွားပါတယ်ဒါပေမဲ့သူ့ကိုလိုက်ရှာနေသူကိုရှောင်ဖို့အတွက်လင်းဟာမုတ်ရောင်တဲ့ဆက်စီကိုတွားပြီးမုတ်တထုံနဲ့အချွေတပူးကိုဝေလိုက်ပါတယ်Grace တို့ကလည်းလင်းပိုးလာတဲ့ဟာတွေကိုအမြန်ထုတ်ရင်စောက်ဆိုင်နေကြတဲ့ចောင်းသားတွေစီကိုအမြန်ယူသွားကခဲတန်းတွေကိုဝေလိုက်ပြီးဘဂျွန်ကဆိုင်ကယ်အုပ်ထုတ်ဆောင်ဖို့တတိပေးလိုက်ပါတယ်လင်းကိုတော့လိုက်နေတဲ့အကြီးကဲကမိသွားချိန်လင်းကသူစားထားတဲ့မုံနဲ့အချိုရည်ကိုအန်ချပြလိုက်တာကြောင့်အကြီးကဲကသူနဲ့အတူစာပြေဌာနကိုပြန်လိုက်လာဖို့ခေါ်လိုက်ပါတယ်ထိုင်းမှာတော့ Grace နဲ့အခြားចောင်းသားတွေကဆိုင်ကယ်တက္ကစီတွေနဲ့ကိုစီသွားနေကြပါတယ်စာဖြေဌာနမှာတော့ဘန်ဟာအစစ်စစ်ခံနေရပြီးထိုင်းတန်ယုံကလူရဲပြောချက်အရဘန်ကဖုန်းကိုအသုံးပြုကအဘိဓာန်ကိုခိုးကြည့်ခဲ့တာကြောင့်သူရမယ့်အမှတ်တွေအကုန်လုံးကိုပယ်ဖျက်သွားမယ်လို့ပြောပါတယ်ဒါကိုစိတ်မကောင်းဖြစ်သွားတဲ့လင်းဟာထိုင်းကိုပြန်လာချိန်လေစိတ်မှာတော့သူ့ကို Grace နဲ့ပတ်ကလာကြိုနေတာကိုတွေ့လိုက်ရပါတယ်ဒီညအိမ်မှာပါတီပွဲရှိတယ်လို့ခေါ်တော့လင်းကဒေါသထွက်ကဘန်ကမိသွားပြီးအမှတ်တွေအကုန်ပယ်ချခံလိုက်ရတာကိုနင်တို့ကပြောနိုင်သေးတယ်လို့ပြောချိန် Grace ကလင်းတို့အတွက်စာပြေဌာနတစ်ခုကိုရှာပေးမယ်လို့ပြောကသူတို့နဲ့အတူတက္ကသိုလ်အတူတူတက်ဖို့ပြောပါတယ်ဒါပေမဲ့လင်းကနင်တို့နဲ့အတူတက္ကသိုလ်အတူတူတက်ဖြစ်ရင်တော့စာခိုးချလို့မရတော့ကြောင်းပြောကတယောက်တည်းထွက်သွားပါတယ်လေစိတ်အဝမှာထိုင်နေချိန်အဖေဖြစ်သူရောက်လာကသမီးကောင်လေးရောဘမလဲအဖေကညစာဖိတ်ကြွေမလို့ပြောတော့လင်းကငိုကအဖေဖြစ်သူကိုဖတ်လိုက်ပါတယ်နောက်တစ်ခါမှတော့လင်းဟာထိုင်ကိုတစ်ခုမှထိုင်နေပြီးအရှိကလူရဲ့မိကွန်းအရာပညာရေးကိုလေ့လာဖို့ဘာလို့ရွေးချယ်ခဲ့တာလဲဆိုတော့ကျမအဖေလိုဆရာကောင်းတယောက်ဖြစ်ချင်လို့ဖြစ်ပြီးအသိပညာတွေနဲ့အခြားသူတွေကိုအကျိုးပြုပေးချင်တယ်လို့ပြောပါတယ်ပြီးတော့အတိတ်မှာအမားတွေအများကြီးလုပ်ခဲ့ဖူးပြီးအဲ့အမားတွေကိုသင်ခန်းစာယူကသူများတွေကိုပြန်သင်ပြပေးမယ်လို့ပြောပါတယ်ညဘက်ရောက်တော့ STIC ဆောင်ဝေပွဲအောင်သားတဲ့ចောင်းသားတွေကပါတီပွဲတစ်ခုကျင်းပနေကြပြီး Grace ကလင်းကိုစာပို့ခဲ့ပေမဲ့လင်းကတော့ group chat ထဲကနေထွက်သွားတာကြောင့် Grace ဟာမျက်ရည်တွေနဲ့ကြံနေခဲ့ပါတယ်။ကျောင်းမှာတော့ဘန်ကိုကျောင်းအုပ်ကြီးကတန်ရုံးကပို့လိုက်တဲ့တိုင်စာကြောင့်ကျောင်းထုတ်ခဲ့ပြီးလင်းနဲ့ဘန်တို့ရဲ့ပညာထူးချွန်ဆိုင်ဘုတ်ကိုလည်းဖြုတ်ချခဲ့ပါတယ်။ညနေဘက်ရောက်တော့ဘန်ကလင်းကိုအိမ်လာဖို့စာပို့ခဲ့ပြီးအိမ်ရောက်သွားတော့ဘန်ကသူရထားတဲ့ပတ်စံတွေနဲ့ဆိုင်ဘုတ်အသစ်တွေပြီးရင်အဝတ်လျှော်စက်အသစ်တွေဝယ်ကဆိုင်ကယ်အသစ်တစ်စီးလည်းထုတ်ထားတာကိုတွေ့လိုက်ရပါတယ်။အထဲမှာတော့ဘန်ကစောင့်နေက GAT PAT ဆောင်မှုပွဲကိုရှောက်ထားသေးလားငါမှအစီအစဉ်တစ်ခုရှိပြီးအဲ့ဒါကပို့ပြီးစိတ်ချရက STIC ထက်လည်းပို့ပြီးတော့ဖောက်တယ်များလာကြောင်းလင်းကိုအကူအညီပေးဖို့ကန့်လန့်ပါတယ်ဒီအချိန်လင်းကဘန်အနာကိုလာပြီးလက်ကိုကင်ကနေရတဲ့ဝေစုကမလောက်သေးရင်ငါးဝေစုကိုပါတွားယူလို့ရကြောင်းပြောတော့ဘန်ကဒါကပတ်စံအတွက်လောက်တာမဟုတ်ပဲဒီအချိန်ကနေစပြီးငါတို့ဘလောက်ရှာနိုင်မလဲပဲဆိုကဒီတချီတော့တယောက်ကို10တန်းအနည်းဆုံးရမှာလို့ပြောလိုက်ပါတယ်ဒါကြောင့်နောက်တစ်ခါစွန့်စားရတာကတန်ပြီးငါတို့မိသွားရင်တော့ထောင်မကျနိုင်တာကြောင့်တောင်းကနန်းလောက်ရဖို့အတွက်ကျောင်း၄နှစ်ဆက်တက်မလားဒါမှမဟုတ်အချိန်တွေကိုမဖြုံးမဲတန်းချိရှာမလားလို့ပြောပေမဲ့လင်းကသူ့အတွက်ပတ်ဆက်နေကအရေးမကြီးဘူးလို့ပြောကထွက်သွားလိုက်ပါတယ်လင်းထွက်သွားတော့မဲ့အချိန်ဘန်ကအကယ်၍လင်းသာညင်းရင် STIC ကိစ္စမှာလင်းကအဓိကကြိုးကင်သူဖြစ်ကြောင်းသူဖော်ထုတ်မှဖြစ်ပြီးသူ့လိုပဲနိုင်ငံခြားမှာကြောင်းတက်လို့မရအောင်လုပ်မှလို့ပြောလိုက်ပါတယ်ဒါကိုလင်းကလှုပ်လိုက်ပါဆိုပြီးပြန်ပြောချိန်ဘန်ကနင်တယောက်တည်းကိုပဲမဟုတ်ပဲ STIC ဖြေခဲ့တဲ့ကျောင်းသားတွေအကုန်လုံးကိုပါဖုံမယ်ပြောတော့လင်းကကြံရမရဖြစ်ကနောက်ဆုံးမှလင်းကဒီအမောင်ထုလန်ကိုဆက်မလျှောက်တော့ပဲသူလုပ်ခဲ့တဲ့အဖြစ်တွေအတွက်အကုန်သူပြန်ဝန်ခံမှဖြစ်ပြီးတော့ STIC ဆောင်ပွဲမှာခိုးချခဲ့တဲ့ဖြစ်စဉ်အကုန်လုံးကိုဝန်ခံဖို့အတွက်တာဝန်ရှိသူတွေနဲ့တွေ့ဆုံကသူဘာဖြစ်သူ့အဖေကသူ့အနာမှာရှိနေပြီးမှလို့အားပေးခဲ့ပါတယ်